င်္ဂလာပါခုကမကြာသေးခင်ကမှဖွင့်လိုက်တဲ့ Energy Museum ဆိုတဲ့ပြတိုက်လေးတစ်ခုကိုတွားပါမယ်ဒီပြတိုက်လေးကတန်လင်းတရားစင်ဒီမီးပွိုက်အကျော်လေးကြော်လေးတင်မှာပဲပေါ့နော်ညာဘက်ချမ်းလေးကို꿰ပြီးတွားလိုက်လို့ရှိရင်ရောက်ပါပြီဂိတ်မှာစစ်ဆေးရေးတွေရှိတဲ့အတွက်ကြောင့်မလို့ဘယ်သွားမလဲလို့မေးလို့ရှိရင် Energy Museum ကိုသွားကျင်လို့ပါလို့ပြောလို့ရှိရင်เนาะသူတို့တကားဖွင့်ပေးပါတယ်ပေါ့เนาะအဲ့ဒီတိုင်းပဲဒီလမ်းလေးတိုင်းပဲလိုက်သွားပြီးတော့မှတော်တော်လေးထဲဝင်တဲ့ခါကြလို့ရှိရင်ညာဘက်ချမ်းမှာရောက်ပါပြီဒီ museum ရဲ့အနောက်မှာကားပါကင်ကြဲကြဲလေးရှိတဲ့အတွက်ကြောင့်မို့လို့အေးဆေးဆေးကားရက်နာခွင့်ရှိပါတယ်ကျမတို့ကတော့ဖွင့်တာမကြသေးခင်ရောက်သွားတာအတွက်ကြောင့်မို့လို့ဝင်ကြေးမပေးရပါဘူးဘယ်တော့လောက်ဝင်ကြေးကောက်မလဲဆိုတာကတော့သူတို့မဆုံးဖြတ်ရသေးပါဘူးပေါ့နော်အဲ့ဒီချိန်ထိကျမတို့ကအလကားသွားခွင့်ရှိပါတယ်ဒီစာအုပ်ကဆိုလို့ရှိရင်1925ထဲကပေါ့နော် Sir John Cargill ဆိုတဲ့Scotland လူမျိုးကတိစောက်ထားတာဖြစ်တယ်သူကမြန်မာပြည်မှာလာပြီးတော့မှရေနံတွေအကြောင်းကိုလေ့လာပြီးတော့မှဒီရေနံစက်ရုံကြီးကိုတည်ထောင်ခဲ့တာဖြစ်တယ်ဝင်ချင်းဆိုရင်ပေါ့နော်ဒီမြားလေးအတိုင်းပဲသူကလိုက်ပြီးတော့မှလေ့လာပါဆိုပြီးတော့မှညွှန်းတယ်အဲဒီကနေစပြီးတော့မှဘယ်ခေတ်တုန်းတွေကစပြီးတော့တည်ထောင်ခဲ့တာလဲဒီရေနံမြေတွေကိုပေါ့နော်ရေနံလုပ်ငန်းတွေကိုစတင်ခဲ့တာလဲဆိုတဲ့ဟာကိုအသေးစိတ်ပြထားတာဖြစ်တယ်အဲဒါကြောင့်မို့လို့တဆင့်ချင်းစီကြည့်သွားပြီးတော့မှနောက်ဆုံးပေါ့နော်မြားဆုံးတဲ့အထိလေ့လာခဲ့လို့ရပါတယ်ဒီ Sir John ဆိုတဲ့သူကပေါ့နော်သူမြန်မာပြည်ကိုလာပြီးတဲ့ခါကျတော့ဒီရေနံတွေအကြောင်းသူလေ့လာပြီးတော့မှ BOC ကုမ္ပဏီထောင်ပြီးတော့မှရေနံလုပ်ငန်းကိုစတင်ပြီးတော့မှလုပ်ကင်ခဲ့တယ်ပေါ့နော်အဲ့ဒီကဒီကုန်းမောင်ခေတ်လောက်ကစတယ်ဆိုတဲ့ခါကျတော့လေဒီခေတ်ဆက်စတင်ပြီးတော့မှပြောင်းလဲလာတဲ့ဟာမျိုးတွေဒါဆိုရင်ဝင်ကြီးဆက်လုပ်ကင်ခဲ့တာတွေအခုချိန်မှာနောက်ဆုံးတိုးတက်ပြောင်းလဲလာမှုတစ်ခုချင်းစီတိုင်းကိုသူကအစင်းစင်းနဲ့ရေးသားထားတယ်ဒါကတော့ကမ်းလွန်ပင်လယ်တွေမှာရှိတဲ့ရေနံတူးဖော်တဲ့လုပ်ငန်းတွေကနေပေါ့နော်ဘယ်နိုင်ငံတွေကိုပို့ဆောင်နေရလဲဆိုတာကိုပြထားတာပါပြီးတဲ့ခါကျတော့ဒီမြေလွှာအစင်းစင်းကိုလည်းပြထားတယ်ပြီးတော့မှဒီလောက်ကင်တဲ့ပုံစံပေါ့နော်အစင်းစင်းနေပြီးတော့မှရေနံကနေမှတူးဖော်လိုက်တဲ့အခါမှာဒီရေနံစိမ်းပေါ့နော်ရေနံစိမ်းကနေမှရေနံကြောရတဲ့အထိကိုဘယ်လိုတွေဖြစ်လာလဲဆိုတဲ့ဟာကိုလည်းအစင်းစင်းအသေးစိတ်ဖော်ပြထားတယ်အဲ့တော့လေဘူမိပေတာစိတ်ဝင်စားတဲ့သူတွေတို့ဒီရေနံအကြောင်းရေနံလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေတို့ဒီစောက်ပုံတွေတို့လည်းအသေးစိတ်ပြထားတဲ့အတွက်ကြောင့်မလို့ဒီ engineer တွေပေါ့နော်သူတို့တွေဆိုရင်လည်းတော်တော်ကိုစိတ်ဝင်စားမယ်ပြလိုက်လေးတစ်ခုဖြစ်တယ်သူကဒီရေနံစိမ်းရေနံချောလုပ်ငန်းတွေအပြင်ကိုပေါ့နော်ရေနံကနေမှထွက်တဲ့ပစ္စည်းတွေအဲ့ဒီဟာတွေပေါ့နော်စက်ရုံတွေဘလို့တိစောက်ထားတာလဲဆိုတဲ့အကြောင်းတွေကပြီးတဲ့ခါကျတော့ရှင်ဒီရေနံနဲ့ထွက်တဲ့ပစ္စည်းတွေပေါ့နော်ဘလို့ကြီးကြပ်ထိမ့်သိမ်းလဲဆိုတော့ process အစင်းတစ်ခုချင်းစီတွေရဲ့ပြီးတော့မှဒီရေနံနဲ့ပတ်သက်တဲ့ဥပဒေတွေကိုလည်းဘာတွေရှိပါတယ်ဆိုတဲ့အစားပေါ့နော်ဒါပြည်သူတွေ educate လုပ်တဲ့ပြတိုက်လေးတစ်ခုတော့ဆိုတော့လေတွားရောက်လေးလာတဲ့နေရာလေးတစ်ခုတည်းမှာပါပါတယ်ဒါဆိုလို့ရှိရင်ကြောက်ဖြူရေနက်စခန်းကနေမှဒါတရုတ်ပြည်တီပေါ့နော်အသွယ်တန်းပြီးတော့မှဘယ်မျိုးတွေကိုဖြတ်ပါတယ်ဘယ်နေရာတွေကိုဘယ်လိုဖြတ်ပါတယ်ဆိုတဲ့ဟာကိုအသေးစိတ်ပြထားတာဖြစ်တယ်ဆိုလဲအဲ့ဒီရေနံဝင်းထဲမှာပေါ့နော်ဘယ်လိုမျိုးစက်ရုံတွေတိစောက်ထားလဲ tank တွေကိုဘယ်လိုတိဆောင်ထားလဲဆိုတဲ့ဟာကိုလည်းအသေးစိတ်ပြထားတယ်ဒါဆိုရင်တော့ကမ်းလွန်ပင်လယ်ကိုယ်တိုင်တောင်မသွားနိုင်ပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့ပုံချမ်းလေးကိုကြည့်ခြင်းအဖြစ်လူနေအိမ်ကဘယ်နေရာမှာလဲပြီးတော့ဒီနေရာကိုဟယ်လီကော်ပတာနဲ့ပဲသွားလို့ရတဲ့နေရာဘယ်နေရာတော့ဖြစ်စက်ရုံပေါ့နော်ဘယ်ကနေဘယ်လိုကရေနံတွေကဘယ်လိုတွေတွေ့တယ်ဆိုတဲ့ဟာလေးကိုအသေးစိတ်ပြထားတာပေါ့နော်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အခုဒီတန်းနေရေနံမြေကလေရေနံမြေလို့ပြောပေမဲ့သူကရေနံထုတ်တဲ့နေရာမဟုတ်ဘူးမြန်မာပြည်ရက်မှာရှိတဲ့ရေနံတွေကိုပေါ့နော်သူကကုန်းတဒံရေတဒံနဲ့သူတို့တည်လာပြီးတော့မှဒီရေနံဒီစက်ရုံပေါ့ရေနံချက်စက်ရုံပေါ့နော်ချက်ပြီးတော့မှကျန်တဲ့နေရာတွေကိုပြန်လဲပို့ဆောင်တာဖြစ်တယ်ဒါကကိုလိုနီခေတ်တုန်းကအင်္ဂလိပ်တွေပေါ့နော်သုံးခဲ့တဲ့သုံးဆောင်ပစ္စည်းလေးတွေကိုပြထားတဲ့နေရာဖြစ်တယ်
လက်ဖက်ကြည့်ရှုပြီးတဲ့အခါကျတော့အပြင်ကိုပြန်ထွက်လာခဲ့ပေါ့နော်ဒီအဆောက်အုံရဲ့ museum ရဲ့ဘေးကရက်မှာဆိုအရင်တော့ကအရန်နာမည်ကြီးခဲ့တဲ့အိမ်ဟောင်းဆိုတဲ့ဟာရှိတယ်အခုကတော့သူကပြန်လဲပြုပြင်မောမှန်ထားပြီးပြီရေကန်ကလည်းပြန်လဲပြုပြင်မောမှန်ထားပြီးပေါ့နော်အရင်တော့ကဒါကိုသူတို့နိုင်ငံခြားသားတွေပေါ့ club အနေနဲ့တုံးထားတာပေါ့နော်အခုကတော့အိမ်ဟောင်းကြီးကိုပြန်ပြုပြင်တာတော့အိမ်ဟောင်းကြီးတော့မတွေ့ရတော့ဘူးနှမျောစရာပဲပေါ့နော်သူ့ရဲ့ရှေ့လမ်းကူးသွားမယ်ဆိုလို့ရှိရင်တော့ဒီကန်ရီပြင်နဲ့လိုက်ဖက်နေအောင်မှာတိဆောက်ထားတဲ့တရားလေးရှိတယ်တရားပေါ်မှာအလှတပုံလေးတွေရိုက်ပြီးတော့မှလက်ပတ်ကြည့်ရှုလို့ရတယ်ဒါကတော့ဒါဧကေဟာပေါ့နော်ဧည့်သည်နိုင်ငံတော်ဧည့်သည်လေးလာလို့ရှိရင်အဲ့မှာတဲလို့ရပါတယ်ဆုံးတိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်